တစ်ချိန်တည်းမှာဟန်ဟာအကြမ်းဖက်မှုဆိုင်ရာနာရကကိုရှောက်ရှိလာပါတယ်ဆက်လက်သွားဖို့သူဟာကြီးမားတဲ့ထွန်းတဲ့ကိုခုံချရပါတယ်ဟန်ကထွန်းတဲ့ကိုခုံချပြီးအောက်မှာရှိရဲ့ကြောက်တုံးကြီးပေါ်ပြုတ်ကျသွားပါတယ်မက်ကချက်ချင်းခုံချပြီးသူ့အဖေါ်ကိုဖမ်းကလုံခြုံစွာဆင်းသက်နိုင်ခဲ့ပါတယ်ဒါပေမဲ့ဟန်ကမတော်တဆသူတို့နဲ့တိုက်မိလိုက်တာကြောင့်၃ယောက်လုံးထပ်မံပြုတ်ကျသွားပါတယ်သူတို့ဟာထွန်းအောက်ပိုင်းသို့အိုမိုနှဆိုင်စွာကျဆင်းနေကြပါတယ်မက်ကကူညီဖို့ကြိုးစားနေစဉ်ဟန်ကမိန်းကလေးကိုဖမ်းကသူ့တေးမတိုင်မီခဲ့လို့ဖေထိခိုက်မှုမှကာကွယ်ဖို့ကြိုးစားပါတယ်အံ့ဩစရာကောင်းစွာနဲ့နောက်ဆုံးအချိန်မှာသူတို့ပြုတ်ကျမှုရုတ်တရက်ရပ်တန့်သွားပါတယ်အောက်ဆုံးကိုရောက်ရှိသွားပြီးနောက်တစ်ဆင့်စမ်းသပ်မှုစတင်ပါတယ်အကြမ်းဖက်မှုဆိုင်ရာစမ်းသပ်မှုမှာအမှုစစ်သူတွေကဟန်ကိုအထက်တန်းကျောင်းကာလအတွင်းသူ့ညီကိုရိုက်နှက်ခဲ့ကြောင်းဆွဆွဲကြပါတယ်သူတို့ကဒီလောက်ရဟာအထူးတကျင့်ရက်ဆက်တယ်လို့ပြောကြပြီးသူ့ညီဟာစင်ရဲမှုကြောင့်အာဟာရမလုံလောက်ပဲအားနည်းနေချိန်မှာဖြစ်ခဲ့တာကိုလည်းထောက်ပြကြပါတယ်ဒါအပြင်ဟန်ကဘယ်တော့မှခွင့်လွှတ်မှုမတောင်းခဲ့ဘူးလို့လည်းပြောကြပါတယ်အစားသူဟာနောက်နေပဲအိမ်ကနေထွက်ပြေးသွားပြီးနောက်တစ်ခါပြန်မလာတော့ပါဘူးတရားသူကြီးကချက်ချင်းဟန်ကိုကိုမိသားစုပေါ်အကြမ်းဖက်မှုပြုလုပ်ခဲ့ကြောင်းအဖြစ်ရှိတယ်လို့ကြေညာလိုက်ပါတယ်သူမကသူ့ကိုအပြစ်ဖေးဖို့ဝိညာဉ်တွေကိုကြောက်တုံးတွေကျလာပြီးထိုးနှက်နေတဲ့ထွန်းထဲသို့ပို့ရန်ပြင်ဆင်ပါတယ်အပြစ်ဒဏ်ချမှတ်တော့မယ့်အချိန်မှာချန်ကအလျင်မြန်ဝင်ရောက်ကဆုံးဖြတ်ချက်ကိုအချိန်ပိုပေးဖို့တောင်းဆိုပါတယ်သူမကနောက်ဆုံးစမ်းသပ်မှုကိုလက်ရှိစမ်းသပ်မှုနဲ့အတူတပြိုင်နက်ပြန်လည်စစ်ဆေးပေးဖို့တောင်းဆိုပါတယ်ဘာကြောင့်လဲဆိုတော့ဒီနှစ်ခုဟာတစ်ခုနဲ့တစ်ခုနီးစပ်စွာဆက်နွယ်နေတဲ့တပါဒီဆုံးဖြတ်ချက်ဟာအလွန်အန္တရာယ်ကြီးပါတယ်နောက်တစ်ဆင့်စမ်းသပ်မှုမှာဟန်ကိုအဖြစ်ရှိတယ်လို့သတ်မှတ်ခံရခဲ့မယ်ဆိုရင်ကာကွယ်သူတွေဟာနောက်ဘဝမှာသူတို့ရဲ့အင်အားအလုံးကိုဆုံးရှုံးသွားရမှာဖြစ်ပါတယ်မကြခင်မှာအဲ့ဒီညရဲ့အမှန်တကယ်ကိုဖော်ထုတ်လာပါတယ်စူးကနိုးလာပြီးဟန်ကသူတို့မိခင်ဘေးမှာဒူးထောက်နေလာကိုတွေ့လိုက်ပါတယ်မတေးကြပဲသူဟာဟန်ဘာလို့နေတယ်လဲမေးလိုက်ပါတယ်နောက်တစ်ခါသူတဘိုးပေါက်လိုက်တာကဟန်ကခေါင်းအုပ်နဲ့သူတို့မိခင်ကိုအသက်မရှူနိုင်အောင်ဖိထားနေခြင်းဖြစ်ပါတယ်စူးကချက်ချင်းဝင်ထားလိုက်ပါတယ်အဲ့ဒီအချိန်မှာဟန်ကခေါင်းအုပ်ကိုချပြီးဒေါသအပြည့်နဲ့သူ့ညီကိုထိုးနှံလိုက်ပါတယ်နောက်ဆုံးမှာဟန်ဟာအဲ့ဒီအချိန်မှာအလွန်စိတ်ပြတ်ပြီးငှက်လင်းချမ်းမရှိတော့တဲ့အခြေအနေတွေရောက်ရှိနေခဲ့ပါတယ်သူတို့မိသားစုဟာအလွန်ဆင်းရဲနွမ်းပါပြီးမိခင်လည်းပြင်းထန်စွာနာမကျန်းနေခဲ့ပါတယ်ဟန်ကသူတို့ရဲ့ဒုက္ခကိုအဆုံးသတ်ဖို့အသက်ကိုဆုံးဖြတ်ပေးခြင်းကတခုတည်းသောနီလန်းဖြစ်တယ်လို့ထင်ခဲ့ပါတယ်အဲ့ဒီဖြစ်ပြပြီးနောက်သူဟာအဖေရှိစိတ်နဲ့ပြည့်နှက်သွားပါတယ်ဒါကြောင့်ပဲသူအိမ်ကနေထွက်ပြေးသွားပြီးနောက်တစ်ခါပြန်မလာတော့ပါဘူးအမှန်တရားကိုတီးလိုက်ပြီးနောက်ကာကွယ်သူတွေဟာမျောလင်းကျဲပြောင်းခွဲသွားပါတယ်နောက်ဆုံးစမ်းသပ်မှုနီးကပ်လာတဲ့အတွက်အနိုင်ရဖို့အလွန်ခက်ခဲသွားပြီဆိုတာကိုသူတို့နားလည်လာကြပါတယ်တစ်ချိန်တည်းမှာယင်ကစူးကိုသူခဏကိုစီပြန်လမ်းညွှန်ပေးဖို့စ조사နေပါတယ်ဒါမှတော့သူ့ရဲ့ပြန်လေမွေးဖွားသွားရခီးကိုစတင်နိုင်မှာဖြစ်ပါတယ်သူတို့စစ်တပ်စခန်းကိုရောက်လာတဲ့အခါစူးကသူ့မိခင်ကိုတွေးလိုက်ပြီးအံ့ရောသွားပါတယ်သူမကစစ်သားတွေကိုသူ့သားရဲ့အလောင်းရှိရနေတာစီခေါ်သွားပေးဖို့တောင်းပန်နေပါတယ်ဒါပေမဲ့စစ်တပ်အုပ်ချုပ်သူကရက်ဆက်စွာပြန်ပြောပြီးသူမရဲ့စာရွက်စာတမ်းတွေကိုချိုးဖျက်လိုက်ပါတယ်ထို့နောက်သူမကိုတွန်းချလိုက်ပြီးအလွန်ပင်ပန်းနွမ်းနယ်နေမှုကြောင့်သူမမေးလဲသွားပါတယ်သူမိခင်ကိုသူ့ပေဆုံးမှုအတွက်တာဝန်ရှိသူကအလူပြုမှုနေတာကိုမြင်လိုက်တဲ့အခါစူးဟာဒေါသကြီးထွားလာပြီးထိမ့်မနိုင်တော့ပါဘူးသူဟာထပ်မံပြီးအင်အားကြီးတဲ့မကျေနပ်သောဝိညာဉ်အဖြစ်ပြောင်းလဲသွားပါတယ်သူဟာချီနှောင်ထားတာတွေကိုချိုးဖျက်ပြီးယင်ကိုဖမ်းကအင်အားကြီးစွာညှပ်ပစ်ချလိုက်ပါတယ်စူးရဲ့ဒေါသကထိမ့်မနိုင်အောင်တိုးပွားလာပြီးကြီးမားတဲ့လေတံတကူလိုဖွလာကစစ်ထောက်တွေကိုလုံးဝဝိုင်းဝန်းဖုံလိုက်ပါတယ်အရှုပ်ရှင်းတွေဖြစ်ပေါ်နေစဉ်နောက်ဘဝသို့သွားရတကားတစ်ခုပွင့်လာပါတယ်ဝိညာဉ်ကပတ်ဝန်းကျင်ရှိအရာအလုံးကိုဖျက်ဆီးနေတဲ့ချိန်မှာယင်ကလူတွေကိုကာကွယ်ဖို့ကြိုးစားနေပါတယ်အဲ့ဒီအချိန်မှာမက်ကတကားကနေလူလောကထဲဝင်လာပါတယ်သူကစူးစီတိုက်ခိုက်သွားပြီးအကြီးမားအဆောက်အဦတစ်ခုကိုချိုးဖျက်တယ်လို့ဖြစ်စေကခဏတစ်ဖြုတ်စူးကိုမူးဝေစေပါတယ်ယင်ကအဲ့ဒီအခွင့်အရေးကိုအသုံးချပြီးရှေ့ကိုပြေးကမာယာနီးလိုက်နဲ့စူးကိုဖမ်းဆီးလိုက်ပါတယ်နောက်ဆုံးမှာမာယာကျိုးနဲ့ချီနှောင်ကသူ့ရဲ့ဒေါသထွက်မှုကိုရပ်တန့်စေပါတယ်ဒီချိန်လေးမှာပဲဟန်ရဲ့နောက်ဆုံးစမ်းသပ်မှုကိုအခြားနေရာတစ်ခုမှာစတင်လိုက်ပါတယ်လက်ဗျာမင်းကြီးကိုယ်တိုင်ပေါ်လာပြီးအမှုကိုတရားစီရင်ပါတယ်မင်းကြီးကဟန်ကိုကိုမိခင်ကိုတပ်ဖို့ကြိုးစားခဲ့ခြင်းနဲ့မျောလင်းချက်မရှိတဲ့အခြေအနေအတွင်းမှာသူ့ညီကိုတိုက်ခိုက်ခဲ့ခြင်းအတွက်ဆွဆွဲပါတယ်အထင်ဟန်ရဲ့မိခင်ကအဲ့ဒီအဖြစ်အပျက်ကိုသိခဲ့ပေမဲ့မပြောဘဲနှလုံးသားထဲမှာနာကျင်မှုကိုဖုံးကွယ်ထားခဲ့ကြောင်းလည်းထုတ်ပြောပါတယ်ဒါကြောင့်ဟန်ရဲ့လူရက်တွေပုံမပြင်းထန်တယ်လို့ဖြစ်လာပါတယ်မင်းကြီးကသူ့ကိုမွေးဖွားပေးခဲ့တဲ့လူကိုထိခိုက်စေဖို့ကြိုးစားခဲ့တဲ့အတွက်အမြဲတမ်းအပြစ်ဒဏ်ခံရတဲ့လို့ကြေညာလိုက်ပါတယ်ရုတ်တရက်နေရာတစ်ခုလုံးလှုပ်ခတ်သွားပြီးအတန်တစ်ခုကဟန်ရဲ့မိခင်နဲ့စကားပြောလာပါတယ်ဒါဟာယင်ကသူ့အင်အားကိုအသုံးပြုပြီးစူးကိုအိမ်မက်အတွင်းကနေမိခင်နဲ့ဆက်သွယ်နိုင်အောင်လုပ်ပေးထားတာဖြစ်ပါတယ်စူးကသူ့အကိုကိုစားတောင်းပန်ပါတယ်သူကဟန်ဟာအဲ့ဒီအဖြစ်ဖြစ်လောက်15နှစ်လုံးမိသားစုကိုထောက်ပံ့ဖို့အနားမရဘူးအလုပ်လုပ်ခဲ့ကြောင်းရှင်းပြပါတယ်ဒါကိုသူ့အတိတ်ကလုပ်ရက်တွေအတွက်အဖြစ်ရှိစိတ်ကြောင့်လုပ်ခဲ့တာဖြစ်ပါတယ်အတိတ်ကလုပ်ခဲ့တဲ့ဖြစ်တီကိုပြန်လည်စစ်ဆေးနေချိန်မှာလူတိုင်းအံ့ဩသွားစေတဲ့ဖြစ်တီကိုဖြစ်လာပါတယ်မိခင်ကဟန်ကိုကြားမိပြီးကလေးကခွင့်လွှတ်ထားပြီးဖြစ်ကြောင်းပြောပါတယ်ထို့ပြင်သူမကကိုယ့်ကလေးတွေကိုပုံမကောင်းမွန်တဲ့ဘဝတစ်ခုမပေးနိုင်ခဲ့တဲ့အတွက်တောင်းပန်ပါတယ်ဒီစကားတွေကိုကြားလိုက်တာနဲ့ဟန်ကမျက်ရည်ကျပြီးအယမ်းစိတ်ထိခိုက်သွားပါတယ်ဒီခွင့်လွှတ်မှုနဲ့မေတ္တာတရားကြောင့်နတ်ဖျားမင်းကြီးတောင်စိတ်ထိခိုက်သွားပါတယ်ထို့ကြောင့်ဟန်ပေါ်တင်ထားတဲ့အဖြစ်အားလုံးကိုဖယ်ရှားပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ထိခိုက်ခံခဲ့ရသူကတော့ခွင့်လွှတ်ပြီးဖြစ်တဲ့အတွက်ထပ်မံအပြစ်ပေးစရာမလိုတော့ပါဘူးနောက်ဆုံးမှာဟန်ဟာပြန်လည်မွေးဖွားခွင့်ရရှိသွားပါတယ်သူ့ကိုစမ်းသပ်မှုတွေဖြစ်ကြောင်းအောင်လိုင်းညွှန်ပေးခဲ့တဲ့ကာကွယ်သူတွေကိုကျေးဇူးစကားပြောပြီးအလင်းရောင်တောက်ပတဲ့နေရာတွေပျောက်ကွယ်သွားပါတယ်လူ
လူလောကမှာပြန်ရောက်လာတဲ့အခါယင်ကစူးကိုသူတို့ရဲ့49ယောက်မြောက်ဝင်းကျင်တို့ဖြစ်လမ်းညွှန်ဖို့ဆုံးဖြတ်ပါတယ်။သူတို့ရဲ့မစ်ရှင်ကိုပြီးမြောက်စေပြီးနတ်ဖျားမင်းကြီးနဲ့ပြုလုပ်ထားတဲ့သဘောတူညီမှုကိုအောင်မြင်စေကလူသားဘဝကိုပြန်လည်ရယူနိုင်မယ်လို့မျှော်လင့်နေကြပါတယ်။ထို့နောက်သူတို့အဖွဲ့ဟာမိဘကိုမလေးစားခြင်းဆိုင်ရာနရကကိုရောက်ရှိလာပါတယ်။အရေးအတွက်များစွာရှိတဲ့မိစာကောင်တီနဲ့ရင်ဆိုင်ပြီးနတ်ဖျားမင်းကြီးစီရောက်ရှိနိုင်အောင်တိုက်ပွဲဝင်ကြပါတယ်။ဒါဆိုဒီရုပ်ရှင်ကိုတင်ဘလို့ထင်မိပါသလဲ။သင်အတွေ့တွေကိုမှတ်ချက်မှာမျှဝေပါ။ဒီဗီဒီယိုကိုကြိုက်နေတဲ့ခင်ရင်နောက်ထပ်အကြောင်းအရာတွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ subscribe လုပ်အားပေးခဲ့ပါအောင်။နောက်တစ်ခါမှပြန်တွေ့ပါမယ်။